ရက်လာပါပြီလို့ဟောဖြစ်တတ်ပါတယ်ဖြစ်တတ်ပါတယ်အပြစ်စမင်းသားကြောင့်လေဝင်းကိုတွေ့လိုက်ရတဲ့မင်းကလေးတွေအလုံးကဒီလိုပဲမူးမေ့သွားတယ်ဆိုတာဒါတွေကဖြစ်တတ်တယ်မထူးဆန်းပါဘူးနောက်ဖေဟုတ်တယ်မလားရဖေဖေပြောမယ်ဟုတ်ကဲ့မင်းဖေးမျက်နှာကိုအိုးမဲလုံးဝမထုတ်ပါနဲ့ဟာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဘယ်တော့မှအုံမတုတ်ပါဘူးဖေဖေရဲ့ဖေဖေမျက်နှာငကိုတွေကမဲပြီးသားဆိုတော့ဟုတ်တယ်မလားအန်ဒီဟုတ်တယ်မဟုတ်လူမဲတွေဆိုတော့မဟိုလူရင်းတွေဆိုတော့ရင်းနီးပြောလိုက်တာပါခင်ဗျားနဲ့ကျွန်တော်တို့ကလူရင်းတွေမိတ်ဆွေတွေဟုတ်တယ်သမီးဒါမင်းပြောနေတယ်ဦးဖြူဝင်းလေစိတ်မရှိနဲ့နော်ကျွန်တော်နာမည်နောက်မှာဖြေထားသေးတယ်ပြက်လိုက်လေဖေဖေရဲ့ဘယ်လိုလဲကျွန်တော်နာမည်အပြည့်စုံကဖြူဝင်းကျော်လေးတဲ့ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကျွန်တော်ဖေဖေရတော့နေမှာကပ်ချိတ်ထားတာပေါ့ကျွန်တော်ကတော့ပုံမှန်တိုင်းပါပဲပြက်စက်မင်းသားကြော်လေးဝင်းကိုဝင်းပါပဲခင်ဗျာတွေ့ရတာဝမ်းသာပါလားဟုတ်ပါဘာဖြစ်လို့လဲဖေဖေမင်းဘာဖြစ်နေလဲဘာဖြစ်လို့လဲဒီလေးပါလေးထင်အောင်မင်းကနှစ်သုံးကြိုးပြဖြစ်နေတယ်ဖေဖေငယ်တော့အတိုင်းပဲလေဖေဖေရဲ့ငါတော့လည်းဖမ်းမမိဘူးမင်းဘာလေးရှောက်တော့လဲဘာဖြစ်လို့လဲလို့ဖေဖေကလည်းဒီကောဘာအေးမလုံးနဲ့ကျွန်တော်ဘာအေးကိုလောက်တာမဟုတ်ဘူးလေသူ့ကိုပဲမဟုတ်ဘူးအင်တိုခင်းနေလို့အင်တိုခင်းတာလို့ဖေဖေကလည်းအဲ့လိုပြောသမှာကွာဖေဖေမျက်လုံးပြူသွားတယ်ဟောဖေဖေကလည်းမမေသူတို့နှစ်ယောက်ကလေတားပါတယ်ဆိုတာဟုတ်ရလားမမေဟုတ်ပါတယ်သမီးဘာဖြစ်လို့လဲဟဲ့ဒီကနေ့ကဖက်ဆန်သွားကြလားဟုတ်ပါဟုတ်ပါဟဲ့ဒီကငါညမကအကိုတို့ရဲ့အသားရည်တွေကိုကြည့်ပြီးတော့ဟဲ့သင်္ကာမကင်းဖြစ်နေပုံရတယ်လို့ဖေဖေပြောလိုက်ပါဒီကသမီးဦးပြောမယ်နားတော့ဘာမှသင်္ကာမကင်းမဖြစ်နဲ့အဲ့ဒါမရပါသားဟုတ်တယ်ကျွန်တော်ဖေရအရန်တောင်းကြဖေပါမဟုတ်ဘူးလေသားရဲ့မင်းငယ်လေးဆုံးသွားလို့ဖေကမင်းကိုပိုးမွေးသလိုမွေးလာတာအဲ့ဒါမိဘမြတ်တာအဲ့ဒီမိဘမြတ်တာကြောင့်မင်းကဖြူပြီးဖေကမဲနေတာအဲ့လိုပြောပါလေဟုတ်ရောဟုတ်ပါတယ်ရှင်အရန်လေးသားတယ်ဟောမမေသူတို့သားဖာလေလူကောင်းနေရောဟုတ်ရလားမမေရဲ့ဟဲ့ဒီကမလေးဘယ်လိုပြောလိုက်တာလဲလို့ဟဲ့ဒီကညီမလေးကလူကောင်းလားလူမဲလားမခွတ်တတ်ဘူးလားဒါမင်းပြောလိုက်ရင်တလွဲကြီးပဲမင်းလို့ရင်တလွဲကြီးပဲလူကောင်းလားလူဆိုးလားလို့ပြောရတယ်အဓိပ္ပာယ်မဟုတ်လေဖေဖေကဘင်းနာမှာထိုင်နေတော့လူမဲကြီးဖြစ်သွားတာဟုတ်လို့sorry ဘာလို့ဒီလိုပါရဲ့ဒီလိုပါသားလေဒီလိုဝစ်စားထားအောင်နဲ့နေကမျက်မှန်တွေတက်ထားရဲဆိုတော့သမီးကသားကိုဒူးစိတ်သမားလို့ထင်သွားလို့ပါညမှန်တက်ပြီးဓမြတိုက်တာကျွန်တော်ပဲဘာပြောတာလဲလို့ဘာပြောလိုက်တာလဲလို့အန်ဒီတို့ကြည့်ဦးလေရုပ်ရှင်တွေဗီဒီယိုတွေပါဆိုရင်လေလူဆိုးတွေကအဲ့လိုမျက်မှန်တွေတက်ထားကြတာအောင်ခိုင်တော့လေအဲ့လိုပဲလေဟုတ်လားမမေကလည်းဘဲကဒူးစိတ်သမားပါကြီးပါလာလေသမီးမေးတာလေသူတို့သားဖာယူနေတာလားဘယ်လိုပြောလိုက်တာလဲဖေဖေယူပြန်ပြီလေဖေဖေလောက်ပါအောင်ရှင်းပါဦးလွယ်သားကြီးရာအကြီးလွယ်သားကြီးကျတို့သားပါနဲ့ကယူနေတာဟုတ်ဘူးပြောပြလိုက်ဒါတော့ခါနေတာဘာပြောတယ်လဲဖေဘာပြောပြန်နေလဲလို့တလောကလုံးကိုအုံလုံးနဲ့အလုံးလုံးစားနေတာလို့ပြောတာဖေသားရနော်ရှင်းအောင်ပြောနော်ဖေပြောတာပိုရှုပ်နေတယ်လို့ဖေပြောတာရှင်းတယ်ဟုတ်ပါပြီကဲကိုဖြူဝင်းကြော်ဟင်းခလေးတွေကိစ္စကိုဘယ်လိုစီစဉ်ကြမလဲဟဲ့ဒီကငါညမအဲ့ဒါတိလည်းမလောပါနဲ့လေကိုယ့်ရဲ့မျက်နှာကိုလည်းပြန်ကြည့်ပါဦးကလေးရဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကပြက်စမင်းသားလေးပြက်စမင်းသားဆိုတော့ပရိသတ်တွေနဲ့အရန်လွတ်ကတာမြန်မာပြည်ဒီလိုမှကြည့်တဲ့ကိုယ့်ရဲ့ပရိသတ်တွေကကိုယ့်ကိုစောင့်မျှော်နေကြတယ်ကိုယ့်ကိုချစ်ကြတယ်ကိုယ့်သားအိမ်တော်ပြုတ်သွားမယ်ဆိုလို့ရှိရင်ပရိသတ်တွေကကိုယ့်ကိုဘာပြောမလဲကိုကပရိသတ်ကစကားတန်နဲ့နားထောင်ရမယ်ပရိသတ်ကသဘောတူမှကိုကသဘောတူမှပရိသတ်ဆန္ဒကိုလည်းကိုကမေးရအောင်မယ်လေမလောပါနဲ့ကလေးရနော်ကြည့်တယ်ပရိသတ်ကဆန္ဒကိုမေးမြကဲအခုသားဆန္ဒဟောဖေရဲ့သားဆန္ဒကတော့ပရိသတ်တွေရဲ့မျက်နှာကိုထောက်ထားပြီးတော့တားအခုပဲယူမယ်လို့နော်ဖေပါကွာအမငါသမီးလာသွားပြီသမီးလာတော့ဖေလို့ပါသားဆန္ဒကြောင့်သားဆွဲတာလို့ဝင်းကိုဝင်းမင်းကြောင့်ငါမျက်နှာလေးပြတ်တယ်မျက်နှာပြတ်စရာမလိုပါဘူးမြင်လည်းမမြင်ရပါဘူးဖေရဲ့ဖေမိထုံးတာကငါမျက်နှာကြီးထင်းနေနေမင်းသိလားမိမိမမြင်ရမှာကွာဟုတ်လားဖေဟုတ်တယ်ဟေ့
ဒါဖေဖေ မင်းဘာတွေလုပ်နေတာလဲဟိုမှာလက်တွေပြုတ်ထွက်ကုန်တော့ဟဲ့ ဟာဖေဖေကလည်းလက်ပြုတ်တာရင်းမကြည့်ပါဘူးအဓိကကြတာပါလာရင်ပြီးတာပဲမဟုတ် ဟဲ့အထီးကမင်းဘယ်အောင်ပြောနေတာ အ လဲ သက်ကိုပြောတာပါဖေဖေ ဟာ အသက်ကိုပြောတာပါလို့ အသက်ပါလာဒီအထီးကပါလာလုံနေကွာမင်းလုံနေတာအမဲဖြတ်နေသလိုပဲ ဖေဖေပါလာတော့အမဲဖက်ရပြီကောလို့ ဟာရော ရဖေဖေ မမေဟမကိုရင်တော့ပြန်လာပြီ ဟဲ့ဘယ်သူလာတာလဲလို့ ဟောအဲ့ဒါမင်းရောက်ခါ ဟုတ်လားဖေဖေ ဟုတ်တယ် ဟုတ်လား ကိုရင်လောင်း အမေဒါအထုခံနေလိုက်ဟုတ်ပါတယ်တာရင်နာရင်အတွက်ပါလို့ပြောပြနော်ဟေးမဟုတ်ဘူးပြောပါဦးလို့ မှန်းနေမသိဘူးလေငါမင်းအောင်စောက်ဖို့အောင်မလို့ဟုတ်တယ်အမဲကိုထည့်မှာနော် ဟေးဟုတ်ပါဘူးဟုတ်ပါဘူး အာလွှဲကြည့်လွှဲပြီကွာဒီနေ့တနေ့ကောင်ဘာဖြစ်လို့လွှဲနေမှမသိဘူး ဟုတ် ဒါ ပါ ဆို ဘူး ခင်ဗျားတို့ဘာလုပ်တာလဲ ငါသားအတွက်မိန်းမလာတောင်းတာ ဘာတို့လာတောင်းတာလဲ ဟာဒါငါသားအတွက် ဟုတ်တယ်ခင်ဗျ ဒါငါအတွက် ဟုတ်ပါဘူး ဟာမဟုတ်ဘူးငါလည်းအကြောင်းနေပဲကွာငါလည်းအကြောင်းနေပဲပြရပဲရတယ်ဟဲ့ခေါ်သွားတော့ကွာ တော့ဆက်မှာပဲငါတို့လေပေပေအဲ့လိုစကားကိုအရင်မပြောပါနဲ့ပေပေ အဲ့လိုလေ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဟဲ့ကျွန်တော်ရဲ့အတတ်တမြချစ်ရပါတော့ကျွန်တော်ကလေးရဲ့အကူဖြစ်နေသည့်ကြောင့်ဟဲ့ဒီသူကကျွန်တော်ရောက်ပါပဲပေါ့ပေပေနော်ဟဲ့တွေ့ရတော့ဝမ်းသာပါရောက်ပါရဲ့ဟဲ့ကျွန်တော်လည်းကိစ္စမိသားများပြုလုပ်ကြပါပေပေလုပ်ပါပေပေလုပ်ပါဟဲ့ ငါသားကိုမထီးနဲ့ငါသားတွေကစတဲ့မီးမဟုတ်ဘူးအဲ့ဒီမီးကမင်းတွေကစတဲ့မီးအဲ့ဒီမီးကိုမီးနဲ့ငိမ့်တယ် ဟာခင်ဗျားတို့မီးကြိုမီးသားရညှိုင်လဲမဲမှာပဲငါအမေဦးမြတ် အလီလာပါ